Hello Cheese Collection ကနေကြိုဆိုပါရစေဒီနေ့တော့ TikTok မှာ trend ဖြစ်နေတဲ့ပန်းအခင်းလေးပေါ့နော်ဒီအခင်းထိုးလေးကိုမြင်တင်ပေးပါမယ်နော်ဒီအခင်းလေးကလူဖန်ကွက်ကလေးတွေခြေနှွေးကြရလေးတွေတင်ရင်လဲလာတယ်လို့စိုက်အကြီးဆိုလို့ရှိရင်ပန်းစည်းပုံစံမျိုးပေါ့နော်ဒီလိုမျိုးလေးလုပ်ပြီးတော့ကိုချရတဲ့သူတွေကိုလက်ဆောင်ပေးလို့ရပါတယ်ဒီနေ့ဒီဟာလေးထိုးလေးကိုမြင်ညှောက်ဝင်ပေးပါမယ်နော်အခင်းလေးထိုးဖို့ပေါ်လီချီတွဲပလိုင်းရဲ့အစိုက်က 2.5 mm ရဲ့သုံးထားမယ်အခင်းလေးကိုအဖြူရောင်လေးသုံးမယ်ပြီးရင်ပန်းပွင့်လေးကိုတော့အနီးနဲ့အစိမ်းလေးပေါ့နော်သုံးထားပါတယ်စမယ်နော်ညဆုံးမချရင်တော့မယ်မချရင်ထိုးနေရလဲတင်ထားပြီးပြီမချရင်ရမယ်ပြီးရင်ခုမီနှစ်ခုထိုးမယ်ဝင်းထဲမှာတိုင်ရှည်12ခုထိုးမယ်ရှင်းမယ်ဝင်းထဲမှာဝင်မယ်ခြေစားနှစ်စားကိုအရင်စုချွတ်တယ်ပြီးရင်နောက်ထပ်တစ်ခုကိုချွတ်တယ်ဒါဆိုရင်တိုင်ရှည်ရမယ်နော်တစ်ခုအဲဆိုရင်ပထမဆုံးထိုးခဲ့တဲ့တိုင်ရှည်ကိုမှတ်ချိတ်လေးနဲ့မှတ်ခဲ့မယ်ဆက်သွားမယ်ရှင်းမယ်ပြီးရင်ခွင်းနှစ်ခုကိုစုချွတ်မယ်ပြီးရင်နောက်ထပ်ခွင်းနှစ်ခုကိုချွတ်မယ်တိုင်ရှည်ထိုးမယ်နှစ်ခုရပြီနဲ့အဲဆိုရင်ဒီကွင်းထဲမှာ12ခုဆက်ထိုးရမယ်နော်အားလုံးပေါင်းတိုင်ရှည်12ခုထိုးပြီးသွားပြီအဲဒီတော့ကွင်းလေးကိုကျုံလိုက်မယ်ကွင်းလေးကိုကျုံလိုက်မယ်ကျုပ်ပြီးသွားရင်နောက်ထပ်တစ်တန်းကိုသွားမယ်မချိတ်လေးကိုဖြုံမယ်အဲဒီပထမဆုံးတိုင်ရှည်ထိုးခဲ့တဲ့အပေါက်မှာရှက်ကော်နဲ့ဆက်လိုက်မယ်။ဒါမယ်နော်ရှက်ကော်နဲ့ဆက်လိုက်မယ်။အဲ့တော့ဒီတန်းမှာကချိန်နှစ်ခုထိုးမယ်။ပြီးရင်ခုနရှက်ကော်ဆက်ခဲ့တဲ့အပေါက်ထဲမှာပဲတိုင်ရှည်နှစ်ခုထိုးမယ်။တစ်ခုပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်တစ်ခုနှစ်ခုတိုင်ရှည်နှစ်ခုပြီးသွားပြီပထမဆုံးထိုးခဲ့တဲ့တိုင်မှာမှတ်ချိတ်လေးနဲ့ပြန်မှတ်လိုက်မယ်အဲ့တော့တစ်ပေါက်ထဲမှာတိုင်ရှည်နှစ်ခုရပြီပြီးရင်ချိန်1ပြီးရင်နောက်ထပ်တစ်ပေါက်မှာတိုင်ရှည်နှစ်ခုတစ်ခုပြီးရင်အဲ့အပေါက်ထဲမှာပဲတိုင်ရှည်နောက်ထပ်တစ်ခုပြီးရင်ချိန်1ခုမီတစ်ခုပေါ့အဲ့တော့မင်းတို့ဒီအစိတ်မှာဘယ်လိုသွားမလဲဆိုတော့တိုင်ရှည်နှစ်ခုခုမီတစ်ခုတိုင်ရှည်နှစ်ခုခုမီတစ်ခုအဲ့လိုမျိုးတိုင်ရှည်နှစ်ခုကိုဝင်းတစ်ခွင်းထဲမှာတစ်ခါတည်းလုပ်မယ်ပြီးရင်ခုမီတစ်ခုအဲ့ဒီအတိုင်းကိုအလုံးပေါင်း12ခုထိုးသွားမယ်အခု2ခုပြီးသွားပြီမင်းနောက်ထပ်2ခုလောက်ထပ်ထိုးပြမယ်နော်အဲ့တော့နောက်ထပ်တစ်ပေါက်မှာတိုင်ရှည်နှစ်ခုထိုးမယ်တစ်ခုပြီးသွားရင်အဲ့ဒီအပေါက်ထဲမှာပဲတိုင်ရှည်နောက်ထပ်တစ်ခုနှစ်ခုပြီးရင်ခုမီတစ်ခုနောက်ထပ်တစ်ပေါက်သွားမယ်တိုင်ရှည်တစ်ခုအဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်တစ်ခုပြီးရင်ခုမီတစ်ခုအဲ့တော့အဲ့တိုင်းကိုအဆုံးပြီးသွားလိုက်ပါနော်အားလုံးပေါင်း17ခုထိုးပြီးသွားပြီအဲ့တော့နောက်ထပ်တစ်ခုကြမ်းမယ်နော်ဒီပေါက်ထဲမှာတိုင်ရှည်နှစ်ခုပြီးရင်ခုမီတစ်ခုအားလုံးပေါင်း12ခုရပြီနော်1 2 3 4 5 6 9 10 11 12အားလုံးပေါင်း12ခုရမယ်
အဲ့ဒါကိုပထမဆုံးထိုးခဲ့တဲ့တိုင်ရှည်အပေါက်ထဲမှာရှက်ကော်လေးနဲ့ဆက်လိုက်မယ်ပြီးရင်နောက်တစ်တန်းသွားမယ်နောက်တစ်တန်းသွားဖို့ချိန်နှစ်ခုတက်မယ်ပြီးရင်အောက်ကရှက်ကော်ထိုးခဲ့တဲ့အပေါက်ထဲမှာပဲတိုင်ရှည်တစ်ခုမှတ်ချိန်လေးနဲ့ပြန်မှတ်ခဲ့မယ်ပထမဆုံးထိုးခဲ့တဲ့တိုင်ရှည်ကိုပြီးရင်နောက်ထပ်တစ်ပေါက်မှာတိုင်ရှည်နှစ်ခုတစ်ခုပြီးသွားရင်နှစ်ခုပြီးရင်ဖွန်မီတစ်ခုအဲ့တော့ဒီတန်းဘယ်လိုသွားမလဲဆိုလို့ရှိရင်အောက်ကတိုင်ရှည်နှစ်ခုပေါ်မှာတိုင်ရှည်တစ်ခုနောက်ထပ်တစ်ပေါက်မှာကတိုင်ရှည်နှစ်ခုချိန်တစ်ခုအဲ့ဒီနည်းနဲ့သွားမယ်နော်မင်းထပ်သွားပြမယ်အောက်ကခုနကတော့ချိန်ထိုးခဲ့တဲ့ဟာလေးရှိတယ်ချိန်တစ်ခုအဲ့ဟာလေးကိုကြော်လိုက်မယ်နော်ကြော်ပြီးတော့တိုင်ရှည်ထိုးခဲ့တဲ့စီမှာတိုင်ရှည်တစ်ခုထိုးမယ်ပြီးရင်နောက်ထပ်တိုင်ရှည်ပေါ်မှာတိုင်ရှည်ကိုတစ်ပေါက်ထဲမှာနှစ်ခုထိုးမယ်တစ်ခုအဲ့ဒီအပေါက်ထဲမှာပဲတိုင်ရှည်နောက်ထပ်တစ်ခုပြီးရင်ချိန်တစ်ခုပြန်သွားမယ်ချိန်လေးကိုကြော်မယ်ချိန်တစ်ခုထိုးထားတဲ့ဟာအဲ့တော့တိုင်ရှည်ပေါ်မှာရှိတဲ့အပေါက်ကလေးကိုထိုးမယ်တိုင်ရှည်တစ်ခုပြီးရင်နောက်ထပ်တိုင်ရှည်တစ်ခုပေါ်မှာကကြတော့တစ်ပေါက်ထဲမှာတိုင်ရှည်နှစ်ခုထိုးမယ်ဒီအဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်တစ်ခုချိန်တစ်ခုအဲ့တော့ဘယ်လိုသွားမလဲဆိုတော့တိုင်ရှည်တစ်ခုတစ်ပေါက်ထဲမှာတိုင်ရှည်နှစ်ခုပြီးရင်ချိန်တစ်ခုအဲ့ဒီအနီအတိုင်းသွားမယ်နော်နောက်တစ်ခေါက်ထိုးပြမယ်အောက်ကချိန်ကိုကြောမယ်ပြီးရင်တိုင်ရှည်ရှိတဲ့အပေါက်မှာတိုင်ရှည်တစ်ခုနောက်ထပ်တိုင်ရှည်မှာကတစ်ပေါက်ထဲမှာတိုင်ရှည်နှစ်ခုတစ်ခုပြီးသွားရင်အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်တစ်ခုချိန်တစ်ခုအဲဆိုရင်အလုံးပေါင်းအဲ့ဒီတိုင်ကို12ခုထိုးမယ်အခုမင်း၄ခုထိုးပြီးသွားပြီနောက်ထပ်ဟိုပါပေါ့10ခုထပ်ထိုးမယ်နော်ဆိုရင်အလုံးပေါင်းဒီတန်းမှာ12ခုရပဲ1 2 3 4 5 6 9 10 11 12ပထမဆုံးထိုးခဲ့တဲ့တိုင်ရှည်အပေါက်မကာလေးနဲ့မှတ်ခဲ့တာကိုဖြုတ်လိုက်မယ်အဲ့ဒီမှာရှက်ကော်လေးနဲ့ပြန်ဆက်လိုက်မယ်ပြီးရင်နောက်ထပ်တစ်တန်းသွားမယ်1နဲ့ချိန်နှစ်ခုပုံမှန်တိုင်းပဲချိန်နှစ်ခုတက်မယ်ပြီးရင်အဲ့ဒီရှက်ကော်ထိုးခဲ့တဲ့အပေါက်ထဲမှာတိုင်ရှည်တစ်ခုထိုးမယ်ပြီးရင်မှတ်ချိန်လေးနဲ့ပြန်မှတ်ထားမယ်ပထမဆုံးထိုးခဲ့တဲ့တိုင်ရှည်မှာပြီးရင်နောက်ထပ်တိုင်ရှည်ပေါ်မှာလည်းတိုင်ရှည်တစ်ခုနောက်ထပ်တိုင်ရှည်ပေါ်မှာတစ်ပေါက်ထဲမှာတိုင်ရှည်နှစ်ခုထိုးလိုက်မယ်နော်ရမလားမသိဘူးနော်ပြီးတော့ချိန်တစ်ခုအဲ့ဒီတော့မင်းတို့ခုနအောက်ကအဆင့်မှာထိုးခဲ့တယ်ပေါ့နော်အောက်ကဆင်းမှာထိုးခဲ့တဲ့မှာတိုင်ရှည်3ခုရှိတယ်အဲ့တိုင်ရှည်3ခုမှာပထမဆုံးတိုင်ရှည်2ခုမှာကတိုင်ရှည်တစ်တိုင်စီနောက်ဆုံးတိုင်ရှည်မှာတော့ပွားပြီးတော့ထိုးလိုက်မယ်တိုင်ရှည်တစ်ပေါက်ထဲမှာ2ခုထိုးမယ်โอเคနော်ပြီးရင်ချိန်တစ်ခုထိုးမယ်အဲ့တော့ထပ်ထိုးပြမယ်နော်ပထမဆုံးတိုင်ရှည်မှာတိုင်ရှည်တစ်ခုပြီးရင်နောက်ထပ်တိုင်ရှည်မှာလည်းတိုင်ရှည်တစ်ခုနောက်ဆုံးတိုင်ရှည်မှာပွားမယ်ဆိုတော့တစ်ပေါက်ထဲမှာ2တိုင်ထိုးမယ်နဲ့ပြီးရင်ချိန်တစ်ခုနောက်တစ်ခေါက်ထပ်ထိုးပြမယ်နော်အဲ့တော့အောက်မှာတိုင်ရှည်3ခုရှိတယ်ပထမဆုံးတိုင်ရှည်မှာတိုင်ရှည်တစ်ခုဒုတိယမြောက်တိုင်မှာလည်းတိုင်ရှည်တစ်ခုနောက်ဆုံးတိုင်ရှည်မှာပွားပြီးတော့ထိုးလိုက်မယ်တစ်ပေါက်ထဲမှာတိုင်ရှည်2ခုပွားလိုက်မယ်ပြီးရင်ချိန်တစ်ခု
အဲ့တော့ဒီရဲ့စိတ်မှာကကြတော့ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်တိုင်ရှည်နှစ်ခုပြီးရင်တစ်ပေါက်ထဲမှာတိုင်ရှည်နှစ်ခုထိုးပြီးတော့ပွားတဲ့ဟာဖြစ်သွားမယ်โอเคเนาะအားဆိုရင်၄တိုင်ရမယ်အဲ့တော့တဖြည်းဖြည်းနဲ့ပွားပွားထိုးလာတယ်เนาะဓမ္မနှစ်ခုပြီးတော့၃ခုအခုအလုံးပေါင်းတိုင်ရှည်၄ခုဖြစ်လာတယ်နောက်ထပ်တစ်ခေါက်ထိုးပြမယ်တိုင်ရှည်တစ်ခုပြီးရင်နောက်ထပ်တိုင်ရှည်တစ်ခုပြီးရင်နောက်ဆုံးအပေါက်မှာတိုင်ရှည်ပွားမယ်ပြီးရင်ချိန်တစ်ခုအဲ့ဆိုအားလုံးပေါင်းဒီတန်းမှာလည်း12ခုထိုးရမယ်နော်အဲ့ဆိုနောက်တစ်တန်းပြီးပြီနော်1 2 3 4 5 6 9 10 11 12ခုရပြီပြီးရင်ပထမဆုံးထိုးခဲ့တဲ့တိုင်ရှည်မှာရှက်ကောနဲ့ဆက်လိုက်မယ်ပြီးရင်နောက်တစ်တန်းသွားမယ်အဲ့ဆိုရင်အခုဆိုရင်တော့နည်းနည်းတိလောက်ပြီလို့ထင်ပါတယ်နော်အမြဲတမ်းဆက်စချင်းမှာဖွန်မီနှစ်ခုတက်မယ်ပြီးရင်အောက်ကအဲ့ဒီခုနရှက်ကောထိုးကြတဲ့အပေါက်ထဲမှာပဲတိုင်ရှည်ကတစ်ခုအဲ့တော့ခုနကတော့ဘယ်နှခုဖြစ်သွားလဲဆိုတော့တိုင်ရှည်လေးတွေအောက်မှာထိုးခဲ့တာ၄ခု1 2 3 4ခုဆိုတော့မြင်တော့ဘယ်လိုဖြစ်သွားမလဲဆိုတော့3ခုကိုဒီတိုင်းပုံမှန်အတိုင်းပဲတိုင်ရှည်ပေါ်မှာတိုင်ရှည်တိုင်ရှည်ပေါ်မှာတိုင်ရှည်တိုင်ရှည်ပေါ်မှာတိုင်ရှည်ထိုးရမယ်နောက်ဆုံးတစ်ခုမှာပွားမယ်ပြီးတော့ချိန်တစ်ခုထိုးမယ်အဲ့ဒီနီးတိုင်းသွားမယ်အဲ့တော့နောက်အဆင့်နေဆိုရင်လည်းအဲ့လိုပဲနောက်အဆင့်နေဆိုလို့ရှိရင်၅ခုဖြစ်လာမယ်အခုအဆင့်ဆိုရင်၅ခုဖြစ်လာမယ်၅ခုဖြစ်လာမယ်ဆိုလို့ရှိရင်၄ခုမှာကတိုင်ရှည်ပေါ်မှာတိုင်ရှည်တွေကြီးပဲနောက်ဆုံး၅ခုမြောက်အပေါက်ထဲမှာပွားပြီးတော့ထိုးမယ်နော်အဲ့တော့ထပ်ဒီမှာထိုးပြမယ်နော်ဒီအဆင့်မှာဆိုအားလုံးပေါင်းဟွာရှိတယ်တိုင်ရှည်၄ခုရှိတယ်နော်ဒါကမင်းတို့ချင်းနှစ်ခုတက်ခဲ့တဲ့ဟာနော်အဲ့တော့တိုင်ရှည်အခုမင်းတစ်ခုပြီးသွားပြီပထမဆုံးထိုးခဲ့တဲ့တိုင်ရှည်ကိုဖွန်မီလေးနဲ့မှတ်ထားခဲ့မယ်ဟုတ်ပါဘူးမှတ်ချိန်လေးနဲ့မှတ်ထားခဲ့မယ်လို့ပြောတာနော်အဲ့တော့ရမယ်ပြီးတော့တိုင်ရှည်တစ်ခုပြီးသွားရင်နှစ်ခုရပြီအဲ့တော့နောက်ဆုံးတိုင်ကိုရောက်ပြီနောက်ဆုံးတိုင်မှာနှစ်ခုပွားထိုးမယ်ပွားလိုက်မယ်နော်အဲ့ဒီအပေါက်ထဲမှာပဲတိုင်ရှည်တစ်ခုပွားမယ်ပြီးရင်ဖွန်မီတစ်ခုအဲ့ဆိုရမယ်နော်အဲ့တော့တိုင်ရှည်ပေါ်မှာတိုင်ရှည်နောက်ထပ်တိုင်ရှည်ပေါ်မှာလည်းတိုင်ရှည်ပြီးရင်နောက်ထပ်တိုင်ရှည်ပေါ်မှာလည်းတိုင်ရှည်နောက်ဆုံးတိုင်ရောက်ပြီအဲ့ဒီနောက်ဆုံးတိုင်ဆိုရင်အမြဲတမ်းတစ်ပေါက်ထဲမှာနှစ်ခုပွားမယ်ပြီးတော့နှစ်ပြီးရင်ဖွန်မီတစ်ခုအဲ့တော့ရှာမလားမသိဘူးနော်ပွားလိုက်တယ်နော်၄တိုင်ရှိတာမှအခုကနောက်တစ်ဆင့်က9တိုင်ဖြစ်သွားမယ်အဲ့ဒီတိုင်အောင်အလုံးပေါင်း12ခုထိုးသွားမယ်နောက်ပိုင်းနောက်ဆက်နေဆိုလို့ရှိရင်လည်းအဲ့လိုပဲပွားမယ်နော်မင်းအချက်နဲ့ကြီးကြီးရအောင်ထိုးလိုက်အောင်မယ်ထိုးပြီးသွားလို့ရှိရင်ပြန်ပြပေးမယ်နော်အလုံးဆက်ထိုးထားလိုက်ပါမင်းအခုဒီလောက်ထိရောက်ပြီနော်ရောက်ပြီဆိုတော့ဖွန်မီတစ်ခုထိုးမယ်ပုံမှန်အတိုင်းပဲပြီးတော့ရှေ့ဆုံးတိုင်တိုးတိုင်ရှည်ထိုးခဲ့တဲ့အပေါက်မှာတိုင်ရှည်ထိုးခဲ့တဲ့အပေါက်မှာရှက်ကော်လေးနဲ့ဆက်လိုက်မယ်ဆက်ပြီးတော့ရင်ဖွန်မီတစ်ခုထိုးမယ်ခြီစားကိုဖြတ်လိုက်မယ်နော်flower ပေါ့ဖတ်တွေပါတင်လို့ရလောက်တဲ့အသေးဆိုင်လေးပေါ့နော်အဲ့ဒါလေးကိုမင်းထိုးပြမယ်နော်အဲ့တော့ခြီစားဖြတ်လိုက်တယ်ဆိုချက်ကြည့်အောင်နော်ဒါဆိုရင်ခုနအစင်တုံးက၄ခုထိပြီးထားတယ်1 2 3 4ခုအဲ့ဒီ၄ခုပြောရနောက်တစ်ဆင့်သွားတယ်နောက်တစ်ဆင့်သွားတော့၅ခုဖြစ်သွားတယ်1 2 3 4 5နောက်တစ်ဆင့်သွားတော့1 2 3 4 5 6 1 2 3 4 5 6 9ခုဖြစ်သွားတယ်အဲ့တော့ဘယ်လိုပွားရလဲဆိုတော့၄ခုပါဒီမှာဆိုလို့ရှိရင်တိုင်ရှည်ပေါ်မှာတိုင်ရှည်တွေကြီးပဲနောက်ဆုံးတစ်ခုမှာတစ်ပေါက်ထဲမှာ2တိုင်ပွားထိုးတယ်တိုင်ရှည်ပေါ်မှာတိုင်ရှည်တွေကြီးပဲနောက်ဆုံးအပေါက်ရောက်တော့မှပွားထိုးတယ်
တိုင်ရှည်ပေါ်မှာတိုင်ရှည်တွေကြီးပဲနောက်ဆုံးပေါက်ကြတော့မှပွားထိုးတယ်အဲ့အတိုင်းကိုပိုလိုတလောက်ပေါ့နော်အကြီးလိုချင်တဲ့လူကလည်းအကြီးပေါ့နော်စိုက်ကြီးအတွက်ကိုထောက်ချက်ကိုထိုးသွားလို့ရတယ်ထိုးသွားရလို့ရှိရင်မင်းလိုပဲချီစားတက်လိုက်မယ်ပြီးရင်ဘေးနှန်းကပတ်ပတ်လက်ကအပွင့်လေးထိုးဖို့အတွက်သွားရအောင်နော်အရွယ်လေးထိုးမယ်နော်ရွယ်လေးထိုးဖို့အတွက်ကိုဒီနေ့တစ်ခုလောက်လိုက်မယ်မင်းတို့တနည်းအားစားလိုက်ပေါ့နော်ရတယ်ဒီနေရာကနေစားလိုက်မယ်ရှင်းနဲ့နောက်နဲ့မှားအောင်မယ်နော်ဒါကမလာတဲ့ဘက်အချက်ဒါကလာတဲ့ဘက်ချက်လာတဲ့ဘက်ချက်ကနေချီကိုထည့်မယ်ချဲကိုထည့်လိုက်တယ်နော်ထည့်ပြီးတော့ဒီကချီစားကိုနိုင်လိုက်ရမယ်နော်ပြီးရင်ဖုန်မီတစ်ခုထိုးတယ်ဖုန်မီတစ်ခုထိုးပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲတိုင်တိုးတစ်ခုထိုးမယ်ရမယ်နော်ဒီညာလေးရမယ်အဲ့တော့ဆက်သွားမယ်ဖုန်မီနောက်ထပ်5ခု1 2 3 4 5ဖုန်မီ5ခုထိုးမယ်ပြီးရင်အောက်က2ပေါက်ကိုကြော်မယ်1 2 2ပေါက်ကိုကြော်ပြီးတော့3ပေါက်မြောက်မှာတိုင်တိုးအဲ့တိုင်းပဲသွားမယ်1 2 3 4 5ဖုန်မီ5ခုထိုးတယ်ပြီးရင်အောက်က1 2ပေါက်ကိုကြော်3ပေါက်မြောက်မှာတိုင်တိုး1 2 3 4 5ဖုန်မီ5ခုထိုးတယ်အောက်က2ပေါက်ကိုကြော်မယ်အဲ့ဒီမှာချင်းထိုးထားခဲ့တဲ့ဟာကိုတစ်ပေါက်လို့ယူဆမယ်ဟုတ်ပြီနော်ချင်းထိုးထားခဲ့တာကိုတစ်ပေါက်ယူဆမယ်ဆိုတော့1 2 3ပေါက်မြောက်မှာတိုင်တိုး1 2 3 4 5 1 2 2ပေါက်ကျော်3ပေါက်မြောက်မှာတိုင်တိုး1 2 3 4 5 2ပေါက်ကျော်3ပေါက်မြောက်ဆိုတော့ချင်းတစ်ခုထိုးထားတဲ့အပေါက်လေးပေါ့အဲ့ဒီအပေါက်ထဲကိုထည့်လိုက်ပြီးတော့တိုင်တိုးယူလိုက်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီအတိုင်းချင်း5ခုထိုးတယ်ချင်းဆိုဖုန်မီ5ခုပေါ့ဖုန်မီ5ခုထိုးတယ်တိုင်တိုး2ပေါက်ကိုကျော်တိုင်တိုးတစ်ခုဖုန်မီ5ခုထိုး2ပေါက်ကိုကျော်တိုင်တိုးတစ်ခုနဲ့ဆုံးထိထိုးရလိုက်နော်နောက်ဆုံးလို့ရောက်ပြီ5ခုထိုးပြီးသွားပြီ2ပေါက်ကိုကျော်မယ်ဆိုတော့1 2ပထမဆုံးထိုးခဲ့တဲ့ပေါက်လေးရှိတယ်ပေါ့နော်ပထမဆုံးဟိုပါပေါ့တိုင်တိုးထိုးခဲ့တဲ့ပေါက်ရှိတယ်အဲ့ဒီအပေါက်ထဲကနေပြီးတော့ရှက်ကော်နဲ့ပြန်ပြီးတော့ပိတ်လိုက်မယ်နော်ဒါဆိုရင်ဒီတိုင်းရမယ်အဲ့ဆိုရင်စစ်တစ်ထိုးပြီးသွားပြီရှက်ကော်ထိုးပြီးပြီးရင်ချင်းတစ်ခုတက်လိုက်မယ်ချင်းတစ်ခုတက်လိုက်မယ်ပြီးသွားလို့ရှိရင်ဒီခွင်းလေးတွေပေါ့နော်ခွင်းလေးတွေမှာထိုးရမယ်အစင်လေးသွားမယ်နော်ဒီခွင်းထဲမှာကစစဦးချင်းတိုင်တိုးတစ်ခုထိုးမယ်ပြီးသွားလို့ရှိရင်အဲ့တိုင်တိုးလေးကိုမှတ်ချိတ်လေးနဲ့မှတ်ခဲမယ်ပြီးရင်ဖုန်မီ3ခု1 2 3ဖုန်မီ3ခုပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲဒီခွင်းထဲမှာပဲတိုင်ရှည်တစ်ခုထပ်ထိုးမယ်တိုင်ရှည်တစ်ခုချင်းတစ်ခုတိုင်ရှည်တစ်ခုချင်းတစ်ခုကို4ခါထိုးမယ်အခုတစ်ခါပြီးပြီးရင်နောက်တစ်ခါတိုင်ရှည်တစ်ခုချင်းတစ်ခု2ခါပြီးရင်တိုင်ရှည်တစ်ခုချင်းတစ်ခု3ခါပြီးရင်တိုင်ရှည်တစ်ခုချင်းတစ်ခု4ခါပြီးသွားလို့ရှိရင်နောက်ထပ်တိုင်ရှည်တစ်ခုဒီခွင်းထဲမှာပဲထိုးရတာနော်နောက်ထပ်တိုင်ရှည်တစ်ခုပြီးလို့ရှိရင်ဖုန်မီ3ခုထိုးမယ်ပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲတိုင်တိုးလေးတစ်ခုနဲ့ဆက်လိုက်မယ်
အဲ့ဆိုရင်မင်းတို့ကဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီအပေါက်ထဲမှာဆက်စားချင်းကတိုင်တိုတစ်ခုပြီးရင်ဖွန်မီ3ခုတက်မယ်ပြီးရင်တိုင်ရှည်တစ်ခုဖွန်မီတစ်ခုတိုင်ရှည်တစ်ခုဖွန်မီတစ်ခုနဲ့5ကထိုးမယ်4ကထိုးမှာပေါ့နော်4ကထိုးမယ်4ကထိုးမယ်ပြီးရင်နောက်ထပ်တိုင်ရှည်တစ်ခုပြီးရင်ဖွန်မီ3ခုထိုးမယ်ပြီးရင်တိုင်တိုတစ်ခုနဲ့ဆက်လိုက်မယ်အဲ့ဆိုရမယ်နော်ဆက်သွားမယ်နော်ဆက်သွားဖို့ကနောက်တစ်တစ်ပေါက်မှာကြတော့နောက်ထပ်တစ်နည်းပေါ့နော်တိုင်တိုတစ်ခုပြီးရင်ဖွန်မီ9ခု1 2 3 4 5 6 9ဖွန်မီ9ခုပြီးရင်ဒီအောက်ကဖွန်မီလေး3ခု1 2 3ဖွန်မီ3ခုကိုကြော4ခုမြောက်ထဲကိုပြန်ထည့်ပြီးရင်ခြေစားကိုယူရှက်ကော်လေးဆွဲလိုက်မယ်ဒီလိုလေးရမယ်နော်ပြင်မထပ်ထိုးပြမယ်နော်အဲ့ဒါလေးရမယ်ပြီးလို့ရှိရင်နောက်ထပ်ချင်း3ခု1 2 3ချင်း3ခုပြီးသွားရင်အဲ့ဒီအပေါက်မှာတိုင်တိုးနဲ့ပြန်ပြီးတော့လုပ်လိုက်မယ်အဲ့ဆိုရင်2မျိုးပေါ့ထမတော့က DC 5ခုထိုးတာရဲ့ဒီလိုမျိုးအဖူးလေးလုပ်တဲ့ဟာနဲ့အဲ့ဒီဟာကိုပတ်လေထိုးရမှာနော်မင်းထပ်ထိုးပြမယ်နောက်ထပ်တစ်ပေါက်မှာဆိုရင်ပြန်စရင်တိုင်တိုးတစ်ဖူးပြီးရင်ချင်း3ခု1 2 3ချင်း3ခုပြီးသွားလို့ရှိရင် DC ချင်း3ခုတိုင်တိုးတိုင်ရှည်တစ်ခုချင်းတစ်ခု4ကထိုးမယ်အဲ့တော့တိုင်ရှည်တစ်ခုဖွန်မီတစ်ခုတစ်ခါတိုင်ရှည်တစ်ခုဖွန်မီတစ်ခုနှစ်ခါပေါ့နှစ်ခါပြီးရင်တိုင်ရှည်တစ်ခုဖွန်မီတစ်ခု3ကပြီးရင်တိုင်ရှည်တစ်ခုဖွန်မီတစ်ခု4ကပြီးရင်တိုင်ရှည်တစ်ခုထပ်ထိုးမယ်ပြီးရင်ဖွန်မီ3ခုထိုးမယ်ဒီအပေါက်ထဲမှာပဲတိုင်တိုးနဲ့ဆက်မယ်နောက်ထပ်တစ်ပေါက်ကျတော့ဒါလေးပြန်လာမယ်ဒီလိုဖူးလေးလုပ်တဲ့ဟာပြန်လာမယ်အဲ့တော့တိုင်တိုးပြီးရင်ဖွန်မီ9ခု1 2 3 4 5 6 9ဖွန်မီ9ခု3ခုကိုကြော်မယ်1 2 3ခုကြော်ပြီးတော့4ခုမြောက်ထဲမှာခြီစားကိုဆွဲပြီးတော့ရှက်ကော်လုပ်လိုက်မယ်ပြီးရင်ဖွန်မီ3ခု1 2 3ဖွန်မီ3ခုပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲတိုင်တိုးတစ်ခုဆိုရမလားမသိဘူးเนาะမင်းနောက်တစ်ခေါက်ထပ်ထိုးပြအောင်မယ်နောက်ထပ်တစ်ခွင်းတိုင်တိုးတစ်ခုပြီးရင်ဖွန်မီ3ခုပြီးရင်တိုင်ရှည်တစ်ခုဖွန်မီတစ်ခုလေးထိုးမယ်တစ်ခုတိုင်ရှည်တစ်ခုဖွန်မီတစ်ခုတစ်ခါတိုင်ရှည်တစ်ခုဖွန်မီတစ်ခုနှစ်ခါတိုင်ရှည်တစ်ခုဖွန်မီတစ်ခု3ကတိုင်ရှည်တစ်ခုဖွန်မီတစ်ခု4ကပြီးသွားရင်နောက်ထပ်တိုင်ရှည်တစ်ခုရမယ်နော်ပြီးရင်ဖွန်မီ3ခုတိုင်တိုးပြီးရင်နောက်ထပ်တစ်ပေါက်မှာကတိုင်တိုးတစ်ခုဖွန်မီ9ခု1 2 3 4 5 6 9ဖွန်မီ9ခုပြီးရင်3ခုကိုကြော်မယ်1 2 3 4ခုမြောက်အပေါက်မှာ4ခုမြောက်ဖွန်မီအပေါက်မှာရှက်ကော်လုပ်လိုက်မယ်ပြီးရင်ဖွန်မီ3ခုပြီးရင်တိုင်တိုးအဲ့ဒါဆိုရင်ဒီထိရမယ်နော်ဒီထိရပြီးတော့ရင်ပထမဆုံးထိုးခဲ့တဲ့အပေါက်ထဲမှာ
ကောနဲ့ဆက်လိုက်မယ်ချင်းတစ်ခုထိုးမယ်ပြီးရင်ခြေစောက်ဖြတ်လိုက်မယ်နော်ပြီးရင်ခြေစားလေးတွေတက်လိုက်နော်တိုင်းလေးရပြီဒီတိုင်းလေးရမယ်နော်အခုအပွားအပွင့်လေးကိုထိုးမယ်နော်အနီရောင်လေးနဲ့စာချင်းမှာမင်းလေးတစ်ခုလုံးမယ်ပြီးရင်ဒီမှာအလုံးပေါင်းတိုင်ရှည်လေးတွေထိုးခဲ့ရတာမှာအပေါက်6ခုရှိတယ်တစ်ခုနှစ်ခုသုံးခုလေးခုငါးခု6ခုအဲ6ပေါက်မှာထိုးမယ်အဲ့တော့ပထမဆုံးတစ်ပေါက်မှာခုနထုံးလေးလုပ်ခဲ့တဲ့ဟာကိုယူမယ်အဲ့ဒီမှာပုံမီ3ခုထိုးမယ်1 2 3ပုံမီ3ခုထိုးမယ်ထိုးပြီးသွားလို့ရှိရင်အဲ့ဒီအပေါက်ထဲမှာဘယ်လိုသွားမလဲဆိုတော့တစ်ချက်ရစ်မယ်ရစ်ပြီးသွားရင်ဒီထဲကိုပြန်ထည့်တယ်အဲ့ဒီအပေါက်ထဲကိုပြန်ထည့်တယ်ချီကိုယူထားမယ်မဆွဲထုတ်ဘူးရစ်မယ်ချီကိုယူထားမယ်မဆွဲထုတ်ဘူးနှစ်ခုရပြီနော်အဲ့လိုအားလုံးပေါင်း6ခုဖြစ်မယ်နော်3ခု4ခု5ခု6ခုအဲ့6ခုကိုမှတစ်ခါတည်းပြန်ပြီးတော့ခြီစုချွတ်မယ်နော်ဒီမြတ်ပလိုင်းခြီမှုလို့နော်လိုင်းချီမှုလို့ချီချို့ရတာခက်တယ်ဆွဲရင်တစ်ခါတည်းပါမလားပြန်လုပ်ပြမယ်ဒီ6ခုရမယ်6ခုရတဲ့ဟာကိုဒီမြတ်ပလိုင်းချီမှုလို့လေဆွဲလိုက်တဲ့အခါကျလို့ရှိရင်ဟိုအပြင်ဘက်ထိမပေါက်ဘူးเนาะအဲ့တော့အပြင်ဘက်ထိမပေါက်ဘူးဖြည်းဖြည်းချင်းဆွဲရအဲ့လေးကိုနည်းသိခံမိကြည့်ပေးပါနော်ဆွဲလိုက်မယ်။မြန်ဆွဲလိုက်တော့မှတခါတည်းဒီဘက်ကိုပေါက်သွားတာ။ဒါတော့မှခြေစားနဲ့ညှိနေတယ်နော်။အဲ့ဒီအတိုင်းပဲတက်ပြီးတော့ထားလိုက်။ဒါဆိုရင်အားလုံးပေါင်းရှင်းလိုက်တဲ့ဟာအားလုံးပေါင်းအရေး6ခုရှိမယ်။အဲ့ဒါကိုရှင်းလိုက်တယ်နော်။ရှင်းပြီးသွားလို့ရှိရင်ပြီးရင်အဲ့ဒီဟာကိုချိန်နေထိုးပြီးတော့အဖူးလေးလုပ်လိုက်တယ်နော်။ဒီလိုအဖူးလေးရမယ်။အဲ့တစ်ခုရပြီပလိုင်းချီဖို့နော်ဆွဲရတဲ့နေခက်တယ်ပြီးရင်နောက်ထပ်တစ်ခုသွားမယ်နောက်ထပ်အဲ့ဒီတစ်ပေါက်မှာလည်းအဲ့ဒီအတိုင်းပဲတစ်ခုနှစ်ခုသုံးခုလေးခု6ခုမှတစ်ခါလဲစုပြီးတော့ဆွဲပြီးတော့ချွတ်လိုက်မယ်နော်။မင်းနည်းနည်းမြန်ဆွဲလိုက်တယ်နော်။နည်းနည်းဆွဲတယ်ဆိုရင်ဒီမှာလေဟိုချီမြင်လေးတွေကလေဒီကအားလုံးပေါင်း12ခုဖြစ်နေတဲ့အတွက်ကြောင့်လေဖြည်းဖြည်းဆွဲရင်တနေရာမှာသွားထည့်မှာဆိုလို့အမြန်ဆွဲလိုက်တယ်နော်။ဒီမြန်လေးမရှင်းပါဆိုလို့အားလုံးပေါင်းရှင်းလိုက်တယ်ချီကိုဆွဲတယ်ဟိုပြန်ဆွဲမထုတ်သေးပဲနဲ့အဲ့အားလုံးပေါင်း6ခုလုံးပေါင်းပြီးမှတစ်ခါလဲဆွဲထုတ်လိုက်တယ်နော်။အဲ့ဒါရမယ်ထင်တယ်။ပြီးသွားလို့ရှိရင်ဖုန်မီတစ်ခုထိုးလိုက်တယ်ဒါဆိုရင်အဖူးလေး2ခုရပြီထပ်ထိုးပြမယ်နောက်တစ်ခုမှလည်းအဲ့လိုပဲတစ်ခါရေပြီးရင်2ခါပြီးရင်3ခါ4ခါ5ခါ6ခါ
6ခါရေးပြီးသွားတာကိုတစ်ခါတည်းဆွဲပြီးတော့ထုတ်လိုက်မယ်ဒီနော်ဒါဆိုရင်ဖူး3ခုရပြီပြီးရင်ချိန်တစ်ခုထိုးမယ်3ခုနောက်တစ်ထပ်ပြမယ်တစ်ခါပြီးရင်နှစ်ခါ3ခါ6ခါမှတစ်ခါတည်းဆွဲပြီးထုတ်ဒီခုရပြီပြီးရင်ခမီတစ်ခုပြီးရင်နောက်ထပ်တစ်ပေါက်မှလည်းအဲ့ဒီတိုင်းပဲတစ်ခါနှစ်ခါ3ခါ4ခါ5ခါ6ခါအဲ့6ခါမှတစ်ခါတည်းဆွဲပြီးတော့ထုတ်လိုက်မယ်ပြီးရင်ပုံမီတစ်ခုပြီးရင်နောက်ထပ်တစ်ပေါက်ပြန်မယ်တစ်ခါနှစ်ခါ6ခါကိုမှတစ်ခါတည်းဆွဲပြီးတော့ချွတ်မယ်ဒါဆိုရင်ဒူမီဖူးလေး6ခုရမယ်နော်ခုနကဆက်စားခဲ့တဲ့ချီနဲ့တွားညီပြီးနော်အမွေးလေးထွက်တယ်အဲ့အမွေးလေးကိုပြန်လိုက်ပြရနော်ဒါဆိုရင်1 2 3 4 5 6ခုရမယ်နော်ဒီတိုင်းလေးရမယ်နော်ဒီတိုင်းလေးပေါ့ခုန6ခုထိုးထားတယ်1 2 3 4 5 6ခုထိုးထားတယ်နောက်ဆုံးမှချိန်တစ်ခုထိုးပြီးရင်အဲ့ဒါကိုဒီခါလေးစုလိုက်မှာဒီရှိတယ်ဒီဘက်ထည့်လိုက်မယ်ပြီးရင်ဒါလေးပထမဆုံးထိုးထားခဲ့တဲ့ဒီဟိုလေးရှိချိန်ပေါ့နော်ချိန်ရှိရဲ့အဲ့ချိန်မှာရှက်ကောလေးနဲ့ဆက်လိုက်မယ်အဲ့ဒါလိုဖူးလေးရမယ်ဖူးလေးရပြီဆိုရင်မမေတို့ဒီမှာအပေါက်လေးတွေရှိလိမ့်မယ်အဖူးပေးနာမှာအပေါက်လေးတွေမှာဓာတ်ပေါက်ပြီးရင်2ပေါက်3ပေါက်4ပေါက်5ပေါက်အဲ့ဒီ5ပေါက်မှာအပွင့်လေးတွေထပ်ထိုးမယ်နော်အဲ့လိုမျိုးထိုးပြမယ်အရင်ဆုံးချိန်2ခုတက်မယ်1 2ချိန်2ခုတက်မယ်ပြီးရင်ရှည်ကိုရှည်လိုက်မယ်တိုင်ရှည်ပေါ့နော်ဒီဂျားထဲမှာတိုင်ရှည်ထိုးမယ်ပြီးရင်ချိန်3ခုဖွမီ3ခုထိုးပြီးသွားလို့ရှိရင်ဖွမီ3ခုပြီးရင်အဲ့ဒီတိုင်ရှည်ရဲ့ဒီအနောက်ကအပေါက်ထဲကိုပြန်ပြီးတော့ချီအဲ့ဒါကိုယူသွင်းပြီးတော့ချီကိုဆွဲလိုက်မယ်တိုင်တိုးလေးတစ်ခုပြီးရင်နောက်ထပ်ဒီအပေါက်ထဲမှာပဲတိုင်ရှည်တစ်ခုထပ်ထိုးမယ်တိုင်ရှည်ပြီးရင်ချိန်3ခု1 2 3ချိန်3ခုဒီတိုင်ရှည်ထိုးထားတဲ့နောက်ကအပေါက်ထဲမှာပြန်ပြီးတော့အကူထဲချီကိုဆွဲပြီးတော့တိုင်တူအဲ့ဒါဆိုရင်ဒီအပေါက်ထဲမှာဘာသွားမလဲဆိုတော့တိုင်ရှည်တစ်ခုပြီးရင်ချိန်3ခုတက်တယ်အဲ့ချိန်3ခုကိုတိုင်တူပြန်ထိုးဖို့ကိုတိုင်ရှည်ရဲ့နောက်ကအပေါက်လေးကနေပြန်ဆွဲလိုက်တယ်အဲ့ဒါနေသွားတယ်နောက်တစ်ခုမြင်ထပ်ထိုးပြမယ်နော်နောက်ထပ်တစ်ပေါက်ရောက်သွားမယ်နော်နောက်ထပ်အဖူးလေးချားတဲ့အဖူးနှစ်ခုချားတဲ့အပေါက်လေးတွေကိုသွားမယ်တိုင်ရှည်တစ်ခုတိုင်ရှည်တစ်ခုပြီးရင်1 2 3ချိန်3ခုအဲချိန်3ခုကိုဒီတိုင်ရှည်ရဲ့အနောက်ကအပေါက်ထဲကိုပြန်ပြီးတော့ယူပြီးတော့တိုင်တူလေးဆွဲမယ်ပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်တစ်ခုပြီးရင်1 2 3ချိန်3ခုတိုင်ရှည်ရဲ့နောက်ကအပေါက်ထဲကိုပြန်သွင်းပြီးတော့တိုင်တူဒါ
ဒါဆိုရင်မင်းနှစ်ခုရပြီနော်1နဲ့နှစ်ခုရပြီနောက်ထပ်3ခုထပ်ထိုးရမယ်နောက်တစ်ခုထပ်ထိုးပြမယ်အဖူးလေးနှစ်ခုချားတဲ့အထိချားလေးတဲ့ကိုဝင်တယ်တိုင်ရှည်1နဲ့3ဖုံမီ3ခုတိုင်ရှည်ရဲ့အနောက်ကပေါက်ထဲကိုပြန်သွင်းတယ်တိုင်တို့ပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲတိုင်ရှည်ထပ်ဆွဲတယ်ပြီးရင်1နဲ့3ဖုံမီ3ခုတက်တယ်ပြီးရင်တိုင်ရှည်ရဲ့နောက်ကပေါက်ထဲကနေတိုင်တို့ပြန်ဆွဲတယ်ဒီတိုင်းကို5ခုထိုးမယ်နော်ဆက်ထိုးသွားပြလိုက်မယ်နောက်ထပ်တစ်ပေါက်တိုင်ရှည်1နဲ့3နောက်ကပေါက်ထဲကိုထိုးမယ်တိုင်ရှည်1နဲ့3ဒီခုရပြီပြီးရင်နောက်ထပ်နောက်ဆုံးတစ်ခုတိုင်ရှည်1နဲ့3ပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲတိုင်ရှည်1နဲ့3ပုံမီ3ခုအဲ့ဒါလေးကိုတိုင်တို့ပြန်ယူဒါဆိုဒီတိုင်းလေးရမယ်နော်ပြီးသွားရင်ပထမဆုံးစခဲ့တဲ့နေရာလေးရှိတယ်နော်ဒီဖုံမီထုံးလေးလုပ်ထားတဲ့အောက်မှာတိုင်တို့ထိုးထားတာလေးရှိတယ်တိုင်တို့ထိုးထားတဲ့အပေါက်ကလေးနော်ညာလားမသိဒီမှာဖုံမီနှစ်ခုတင်းနဲ့ပြီးတော့တိုင်ရှည်ထိုးထားတယ်နော်အဲ့တိုင်ရှည်ထိုးထားတဲ့ဒီအောက်အပေါက်ကလေးတွေကိုရှက်ကော်လေးနဲ့ဆက်လိုက်မယ်ဒါဆိုရင်အပွင့်လေးရမယ်